ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး3ယူဒလူတို့တွင်အရာရှိဖြစ်သောနိကောဒင်အမည်ရှိသောဖာရိရှဲတယောက်သည်ညအခါယေရှုထံတော်သို့လာ၍အရှင်ဖေဟာကိုတော်သည်ပြတော်မူသောဤနမိတ်လက္ခဏာတို့ကိုဖျားသခင်ဤအခွင့်မရှိလေအဘယ်သူမျှမပြနိုင်သည်ကိုအကျွန်ုပ်တို့သည်ထောက်၍ကိုတော်သည်ဖျားသခင်အထံတော်မှကြွလာတော်မူသောဆရာဖြစ်ကြောင်းကိုသိကြပါ၏ဟုလျှောက်သောယေရှုကဒုတိယမွေးခြင်းကိုမခံသောသူမည်သည်ကားဖျားသခင်နိုင်ငံတော်ကိုမမြင်ရဟုငါအမှန်ကန်ဆိုသည်ဟုပြန်၍မိန့်တော်မူ၏နိကောဒင်ကလည်းအသက်ကြီးသောသူသည်မွေးခြင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်းအမိဝမ်းထဲသို့တဖန်ဝင်၍မွေးခြင်းကိုခံနိုင်ပါမည်လောဟုလျှောက်၏ယေရှုကလည်းရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကားဖျားသခင်နိုင်ငံတော်သို့မဝင်ရဟုငါအမှန်ကန်ဆို၏ဇာတိပဂတိမွေးသောအရာသည်ဇာတိပဂတိဖြစ်၏ဝိညာဉ်တော်မွေးသောအရာသည်ဝိညာဉ်ဖြစ်၏ဒုတိယမွေးခြင်းကိုခံရမည်ဟုငါဟောပြောသည်ကိုအံ့ဩခြင်းမရှိနှင့်လေသည်အလိုရှိတိုင်းသွားလာ၏လေ၏အတန်ကိုသင်သည်ကြားရတော်လဲအဘယ်အရက်ကဖြစ်သည်အဘယ်အရက်သို့သွားသည်ကိုမသိနိုင်ထိုနည်းတူဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟုမိန့်တော်မူ၏နိကောဒင်ကလည်းဤအမှုရာသည်အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟုလျှောက်ပြန်လျင်တဖန်ယေရှုကသင်သည်ဣသရေလလူတို့တွင်ဓမ္မဆရာဖြစ်လျက်ပင်ဤအမှုရာကိုမသိသလောငါမှန်ကန်ဆိုသည်ကားငါတို့သည်ကိုသိသောအရာကိုပြော၏ကိုမြင်သောအရာကိုသက်သေခံ၏သို့တော်လည်းငါတို့၏သက်သေခံချက်ကိုသင်တို့သည်မခံမယူကြမြေကြီးအရာကိုငါပြော၍သင်တို့သည်မယုံလျင်ကောင်းကင်အရာကိုငါပြောသောအခါအဘယ်သို့ယုံကြလိမ့်မည်နည်းကောင်းကင်ဘုံကဆင်းသက်၍ကောင်းကင်ဘုံ၌ရှိနေသောလူသားမှတပါအဘယ်သူမျှကောင်းကင်ဘုံသို့မတက်ပြီမောရှေသည်တော၌မွေကိုမြှောက်ထားတဲ့ကဲ့သို့လူသားသည်မြှောက်ထားခြင်းကိုခံရမည်အကြောင်းမူကားထိုသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရမည်အကြောင်းတည်းဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းဟာဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏လောကီသားတို့အားအပြစ်စီရင်ခြင်းဟာဘုရားသခင်သည်သားတော်ကိုဤလောကသို့စေလွတ်တော်မူသည်မဟုတ်လောကီသားတို့သည်ကိုယ်တော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်မည်အကြောင်းစေလွတ်တော်မူ၏သားတော်ကိုယုံကြည်သောသူသည်အပြစ်စီရင်ခြင်းကိုမခံရမယုံကြည်သောသူမူကားဘုရားသခင်၌တပါးတည်းသောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏အပြစ်စီရင်ခြင်းကိုခံရကြောင်းကအလင်းသည်ဤလောကသို့ဝင်၍လူတို့သည်မကောင်းသောအကျင့်ကိုကျင့်သောကြောင့်အလင်းထက်မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏ဆိုးရုပ်သောအကျင့်ကိုကျင့်သောသူအပေါင်းတို့သည်အလင်းကိုမြင်ပြင်း၍မိမိတို့အကျင့်၌အပြစ်ပါသည်ကိုမထင်ရှားစေခြင်းဟာအလင်းသို့မချဉ်ကပ်ကြတမာတရားကိုကျင့်သောသူမူကားမိမိအကျင့်တို့သည်ဘုရားသခင်၏အလိုတော်နှင့်ညီသည်ကိုထင်ရှားစေခြင်းဟာအလင်းသို့ချဉ်ကပ်သည်ဟုဟောတော်မူ၏ထိုနောက်မှယေရှုသည်တပည့်တော်တို့နှင့်အတူယုဒပြည်၏ကျဲလက်သို့ကြွတော်မူလျင်ထိုအရာနှင့်တပည့်တော်တို့နှင့်တကွနေတော်မူ၍ဗတ္တိဇံကိုပေးလေ၏ယောဟန်သည်လည်းရှာလိမ်မြို့နှင့်အနီးအဲနုံအရာ၌ရေများသောကြောင့်ဗတ္တိဇံကိုပေး၍နေသဖြင့်လူများတို့သည်လာ၍ဗတ္တိဇံကိုခံကြ၏ယောဟန်သည်ထောင်ထဲသို့မရောက်ပေထိုအခါယောဟန်၏တပည့်တို့သည်စင်ကြယ်ခြင်းကိုအကြောင်းပြု၍ယုဒလူနှင့်ဆွေးနွေးညှင်းခုန်ခြင်းရှိကြသဖြင့်ယောဟန်ထံသို့လာ၍အရှင်ဖေဟာယော်ဒန်မြစ်တစ်ဖက်၌ကိုရိုနှင့်တကွရှိ၍ကိုရိုတတ်သိပေးသောသူသည်ဗတ္တိဇံကိုပေးလျက်နေ၏ထိုသူထံသို့လူအပေါင်းတို့သည်ရောက်ကြပါ၏ဟုလျှောက်လျင်ယောဟန်ကကောင်းငင်ဘုံမှပေးတော်မမူလျင်လူသည်အဘယ်အရာကိုမျှမခံနိုင်ရငါသည်ခရစ်တော်မဟုတ်ခရစ်တော်ရှင်း၌ဆေလွတ်တော်သူဖြစ်သည်ဟုငါဆိုသည်ကိုသင်တို့သည်မ
ငါ၏တတ်တည်ဖြစ်ကြ၏မင်္ဂလာဆောင်တို့သမီးကိုရတော်သူသည်မင်္ဂလာဆောင်လူလင်ဖြစ်၏မင်္ဂလာဆောင်လူလင်၏အနားမှနေ၍သူ၏စကားကိုကြားရသောအဆွေခင်မွန်းသည်ထိုစကားသံကိုကြားသောအဖြစ်ဝမ်းမြောက်ခြင်းရှိ၏ထိုနည်းတူငါ၏ဝမ်းမြောက်ခြင်းပြည့်စုံ၏ထိုသခင်သည်တိုးပွားခြင်းရှိရမည်ငါမူကားဆုပ်ယုပ်ခြင်းရှိရမည်ထက်မှလာသောသူသည်အလုံးစုံတို့၏အထွတ်ဖြစ်၏မြေကြီးမှဖြစ်သောသူသည်မြေကြီးနှင့်ဆက်ဆံ၍မြေကြီးအရာကိုပြောတတ်၏ကောင်းငင်ဘုံမှကြွလာသောသူသည်အလုံးစုံတို့၏အထွတ်ဖြစ်တော်မူ၏မြင်သမျှကြားသမျှတို့ကိုလည်းတတ်သိခံတော်မူ၏ထိုတတ်သိခံချက်ကိုအဘယ်သူမျှမခံမယူတတ်သိခံတော်မူချက်ကိုခံယူသောသူသည်ကဖျားသခင်သည်တစ္ဆာစောင့်တော်မူသည်ဟုတစိ့ခတ်၏ဖျားသခင်ဆေလွတ်တော်မူသောသူသည်ဖျားသခင်စကားတော်ကိုပြောဆိုတတ်၏ထိုသူအားဖျားသခင်သည်ဝိညာဉ်တော်ကိုအတိုင်းအရှည်မရှိဘဲပေးတော်မူ၏ခမည်းတော်သည်သားတော်ကိုချစ်တော်မူ၍ခတ်သိမ်းသောအရာတို့ကိုသားတော်လက်သို့အပ်ပေးတော်မူပြီသားတော်ကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရ၏သားတော်ကိုပယ်သောသူမူကားအသက်ကိုမတွေ့ရထိုသူ၏အပေါ်၌ဖျားသခင်အမျက်တော်တည်နေသည်ဟုယောဟန်ဟောလေ၏